ဖိုးကြီးတယောက်မုတ်ဆိတ်ရိတ်ဖို့မုတ်ဆိတ်ရိတ်ခရင်ကိုမျက်နှာပေါ်တုပ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုအဲ့ဒီခရင်တွေကကြောက်ခဲကြီးလိုမာကြောသွားပါတော့တယ်။အဲ့ဒီတော့မှသူ့မြေးဖြစ်သူကမုတ်ဆိတ်ရိတ်ခရင်ဘူးလေးကိုစောက်လုပ်ရေးလုပ်ငန်းခွင်သုံးဖောင်းပွားကော်ရည်တွေထည့်ပြီးနောက်ပြောင်ထားမှန်းသိသွားပါတော့တယ်။မျက်နှာကနေခွာချဖို့ကလည်းမဖြစ်နိုင်တော့အောင်ကိုခက်ခဲနေပါတယ်။သူလည်းမျက်နှာပေါ်ကကော်တွေကိုရအောင်ခွာဖို့အသေးအတန်စူးစမ်းနေတော့မှပဲသူ့တမက်ဖြစ်သူကရေချိုးကန်းထဲကိုရုတ်တရက်ဝင်လာပါတယ်။အဲ့ဒီအချိန်မှာပဲတမက်ဖြစ်သူပတ်ထားတဲ့တစ်ဖက်ကကျမ်းပြင်ပေါ်ကိုကွက်တိပြုတ်ကျသွားလို့တော်တော်လေးကိုအနေခက်စရာအခြေအနေကြီးဖြစ်သွားပါတယ်။အဲ့ဒါနဲ့သူတို့နှစ်ယောက်လုံးဒီကိစ္စကိုဘယ်တော့မှထပ်မပြောကြတော့ဘူးလို့သဘောတူလိုက်ကြပါတော့တယ်။အဲ့ဒီနေ့ညရောက်တော့အဖိုးကြီးအိပ်ပျော်နေတော့ဆောင်းအောက်ထဲမှာတခုခုရွှေတရားနေတယ်လို့ခံစားလိုက်ရပါတယ်။ဆောင်းကိုလည်းလှမ်းကြည့်လိုက်ရောအထဲမှာမွေကြီးတစ်ကောင်ကိုတွေ့လိုက်ရလို့အလန့်တကြားဖြစ်သွားပါတယ်။သူ့မြေးဖြစ်သူကထပ်ပြီးနောက်ပြောင်လိုက်ပြန်တာပါ။အဖိုးကြီးလည်းအယမ်းလန့်သွားပြီးပြတင်းပေါက်ကနေအပြင်ကိုခုန်ထွက်ဖို့လှုပ်လိုက်ပေမဲ့ခြေချော်ပြီးအိမ်ကောင်မိုးပေါ်မှာတွဲလောင်းကြီးဖြစ်သွားပါတော့တယ်။ဒီလိုနဲ့အဖိုးကြီးလည်းလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။ပစ္စည်းတချို့ကိုယူပြီးသူ့မြေးရဲ့အခန်းထဲကိုသွားခဲ့ပါတယ်။မြေးဖြစ်သူကျောင်းကပြန်လာလို့သူ့လွယ်အိတ်ကိုစပွဲပေါ်လဲတင်လိုက်ရောစပွဲကရုတ်တရက်ကျိုးကျသွားပါတယ်။ပြီးတော့ကလတ်ထိုင်ပေါ်ထိုင်လိုက်တဲ့အချိန်မှာလဲကလတ်ထိုင်ကထပ်ကျိုးသွားပြန်ပါတယ်။ဒါပေမဲ့အဖိုးကြီးကတော့ကတင်ပေါ်မှာလှဲရင်သူ့ရဲ့အကွက်စင်မှုကတိတ်ပြီးအလုံးမဖြစ်ဘူးလို့တွေးပြီးဒေါသထွက်နေပါသေးတယ်။နောက်နေ့ရောက်တော့အဖိုးကြီးဟာသူ့တငယ်ချင်းတယောက်ရဲ့နာရီကိုသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းကနေနှိုးဆက်တန်အကျယ်ကြီးရုတ်တရက်မြည်လာပါတော့တယ်။သူလည်းပြာရခတ်သွားပြီးဖုန်းကိုလွတ်ကျသွားခဲ့ပါတယ်။အဆိုးဆုံးကတော့အဲ့ဒီဖုန်းဟာခေါင်းတလားထဲကိုရှော့ကျသွားပြီးတေးဆုံးသွားတဲ့သူ့တငယ်ချင်းရဲ့ဘောင်းဘီထဲကိုတန်တန်မတ်မတ်ဝင်သွားတာပါပဲ။ဖုန်းကိုပြန်ယူဖို့အတွက်အဖိုးကြီးကသူ့တငယ်ချင်းအလောင်းရဲ့ခြေထောက်ကိုမောင်းလိုက်တဲ့အခါမှာတော့